ဘလို့ဖြစ်လား စိတ်မထိန်နိုင်လို့ပါ သမီးကနောက်ပိုင်းလေဂျီတော့နဲ့အားမရအောင်သမီးကဗီဇက်ကိုလေးပါချက်ချင်အဲ့နဲ့အင်ဂျင်တို့သမီးပြောတယ်အဲ့ဒါဝက်ကန်လေးတက်ပေးပါဆိုတော့အင်ဂျင်တွေကမတက်ပေးပါဘူး ကြည်စမ်းအလိုမလိုက်တာ ချုပ်တယ်ပြီးနေခံနေရတာဘူးနောက်ပြီးတော့လေသမီးအဲ့နဲ့ပြီးဖင်ကိုပဲကောင်လေးတွေဒီဖုန်းခေါ်ပြီးတော့အပြင်းဖြေနေရတယ်ပြီးဖင်ကိုလေးနဲ့ပဲသမီးတို့ကမင်းကလေးလေးဦးရမင်းကလေးကဦးကြည့်ပါဦး သမီးကိုလုံးလာထင်းချင်တာပေါ့ အမလေးဟုတ်ကဲ့ငါပြရန်ကုန်ပြန်ဒီမှာဒါရိုက်တာတွေရှေ့မသွားနဲ့အောင်ချင်းရှေ့ပါစိတ်သမဏကနဲ့ခေါ်ရိုက်နေဦး ကိုလုံးကထိမ့်မယ်ဆိုတော့သမီးကဂျမ်ဆော့ဖို့လေပြောတော့တနေ့တနာရီပဲဂျမ်ဆော့ရမှာဆို ဂျင်းတော့တနေ့တနာရီပဲပေးဆို အဲ့လိုအပိတ်ပင်ခံရတာပါ လူခွင့်ရင်ချိုးဖောက်တာအဲ့ဒီအင်ရှင်တွေ ဟုတ်တယ်အစိုးဆုံးကတော့အင်ရှင်ရဲ့သား အင်ရှင်ရဲ့သား ဟုတ်တယ်အင်ရှင်ရဲ့သားသမီးကိုတနေ့3ချိန်ထိုးတယ် 3ချိန်ထိုးတယ် 3ချိန်အောင် 3ချိန်ဘာနဲ့ထိုးတာ မျက်စောင်းနဲ့ ဟာ အဲ့ဒီမျက်စောင်းနဲ့ပဲထိုးတော့သမီးကအားမရတာ ဟာရမ်းဒိတ်ကဒိတ်မှာပေါ့ဟုတ်ပါပြီ ဟုတ်ကဲ့ မအေးလီနဲ့အခုလိုအလွန်တရာမှကိုစိတ်ဆင်းရဲဒုက္ခခံခဲ့ရတဲ့အတွေ့အကြုံတွေတွေ့ရတော့ရရုံမြင့်တရားကြီးပြည်သက်တွေနဲ့အထူးပဲကုသရရပါတယ်အဲ့တော့သမီးအဲ့ဒီမှာနေနေသမီးဘာဖြစ်လို့ဒီဓမ္မပြည်ကိုပြန်လာရတာလဲဆိုတော့ သမီးလှုပ်ထွက်လာအဲ့ကိစ္စပြောမယ်ဟိုသမီးကအဲ့လိုနဲ့နေတာလေသမီးကဟိုအိမ်မှာဟိုတနေကုန်လှုပ်တယ်လည်းပင်မန်းတယ်လေသမီးကပြင်းတော့အပြင်းပြေသမီးကဘာသမီး boyfriend ထားရှက်လို့ boyfriend ထားရှက်လို့မနေရှက်တဲ့ရုပ်က သမီးရှက်တယ်boyfriend ထားလို့သမီးကဓာဖြစ်လာ ဘာတော့ ကိုကဓာတော့မသိဘူးလားဓာကိုဝင်းကြီးတယ် အနေထိုင်မစင်ញင်မဲ့ကိုဟာနေ သိပါဘူးလေအဲ့ဒါနဲ့သိညင်တယ်သိလားပင်ရှင်တွေကိုပြောအလုပ်ထွက်မယ်ပေါ့နော်အလုပ်တွေပါထွက်ဟုံးတောင်းပြန်မယ်ပါညာပြောလိုက်တယ်အင်ရှင်ကခလေးကိုတို့မွေးစားပါမယ်တဲ့။အလုတ်ဆက်လုပ်ပါဆိုတော့အဲ့တစ်ခေါက်တော့တမီးအလုတ်ဆက်လုပ်ဖြစ်သွားတယ်ပြီး။အေးနောက်တစ်ခေါက်ကျတော့နောက်တစ်နေ့ကျတော့လေတမီးဓာဖြစ်ပြန်ရောဦးရဲ့။ ဟေးဒီကလည်းဝတ်ကြတယ်ရောတနေ့တစ်ပါးပါလား ကုသိုလ်ပေါ့ဦးရဲ့။တမီးကလည်းအညာလွယ်လားမသိပါဘူး။ကိုယ့်ကိုမစင်းစားတတ်နိုင်အောင်လို့အဲ့ဒါနဲ့ဒီတစ်ခါလည်းအင်ဂျင်နီယာလည်းမွေးစားမယ်လို့ပြောပြန်ဦးရဲ့ ဟဲ့ကလေးချစ်တာဒီသား ဒါမဲ့ဦးတမီးငတုံးမဟုတ် ဟာဘယ်လိုဖြစ်လို့တော့မ ဒီတစ်ခါတော့အလုပ်ထွက်ခဲ့လိုက်တယ်တမီး ဟာဘယ်လိုဖြစ်လို့လောက်ထွက်တာတော့ အခုပဲစဉ်းစားကြည့်လေအိမ်ကိစ္စကြီးလောက်များကြတယ်ဒီခလေးနှစ်ယောက်ရဲ့ဝေယဝိဇ္ဇာတိုးလာတယ်တမီးပင်မန်းနဲ့ဆိုပြီးပြန်ချလာတာပဲ ကလေးနှစ်ယောက်ကညီးကလေးတွေလေ ဟာလားဟမ်မသိဘူးတမီးပင်မန်းတာမတမီးသိလို့ဟုတ်တယ် ကြီးမလိုက်တဲ့မိခင်ဖြစ်တာဟုတ်ကဲ့အခုလိုမျိုးဒီနိုင်ငံခြားမှာကြုံတွေ့ရတဲ့ ဟုတ်ကဲ့ ဒုက္ခတွေကိုပြောသားရတဲ့ကြောင့်မယင်းဒီကိုဥရောမြန်မာယူမြန်မာအထူးပဲကျေးဇူးတင်ရှိပါတယ် တမီးကလည်းကျေးဇူးပဲလို့နော် မလေးတော့ပါအဲ့တော့နောက်ဆုံးအနေနဲ့ရုပ်မြင်သံကြားပြည်သက်တွေကိုတမီးဘာများပြောချင်ပါသေးတယ်ကွယ် ဟုတ်ကဲ့တမီးအနေနဲ့ပေါ့နော်ရုပ်မြင်တန်ညာကြီးပြိသက်ကြီးတမီးဘာမှမပြောချင်ပါဘူးဒါမဲ့တမီးပြောချင်တော့ဟောရဦးဘာတော့သူတမီးချင်းနဲ့ဦးလည်းပြီးတော့ဟာယူ အပြောပါပြောပါ ပြောအလုပ်ကလည်းမရှိဘူးဦးအိမ်မှာလေးအဲ့လိုဘာပဲဖြစ်ဖြစ်ပေါ့အိမ်မော်ပဲဖြစ်ဖြစ်တမီးအကြောင်းခံတယ်လေဦးရဲ့အလုပ်တနေရာလေးလား အဲ့မှာအဲ့လို2ယောက်နဲ့ထားတော့တာ24ယောက်ကြီးကလေးကြီးပဲ ဟုတ်ပါဘူးလုပ်ပါဦးရတမီးတောင်းမှမှာဦးရ စိတ်လျှော့လိုက်ပါမလေးနော်မဖြစ်နိုင်လို့ပါ ချက်ချင်းမဖြစ်လည်းဦးရစဉ်းစားပဲတမီးခုနားလေးရထိုင်ဆောင် အေးစဉ်းစားမယ်ဟာစဉ်းစားမယ် အော် စဉ်းစားမယ်အေး တမီးပြောဖို့တခုမိပါ ဘာလဲပြော အာဘော သွားပါတော့ဟုတ်ကဲ့စင်ကာပူနိုင်ငံမှာအလုပ်လုပ်ပြီးတော့ပြန်လည်ရောက်ရှိလာတဲ့သမီးမျိုးလေးတူကိုမိတဲ့နောက်မှာဆက်လက်ပြီးတော့စင်ကာပူနိုင်ငံကပဲအလုပ်လုပ်ကန်ပြီးတော့မာဘီကိုပြန်လည်ရောက်ရှိလာတဲ့သမီးငယ်လေးတူနဲ့ကျွန်တော်အင်တာဗျူးမှာဖြစ်ပါတယ်ခင်ဗျာသမီးလေးကြွပါကွယ်ဘာလုပ်နေလဲဒီမှာလာထိုင်
connection လိုက်ရှာနေတာရန်ကုန်ပြန်နေက connection ရှာလို့မတွေ့သေးဘူး ငါတော့ဒီမှာရှာနေတာ10နှစ်ရှိပြီမရဘူးစိတ်လျှော့လားဟလား Hi how are you nice to meet you ဟာမလေးဒီကအင်္ဂလိပ်စကားတော့ကောင်းတာဟာ ဟုတ်ကဲ့ဟို English ကောင်းဆိုလေဒယ်ဒီကမှာထားတယ်သမီးတဲ့ English ကောင်းအောင်ကြိုးစားတဲ့ English ကောင်းလို့ရှိရင်ကြက်ဖြစ်ရင်တော့မှဘူစားကြက်ဖြစ်ပြီးဒေါ်လာနဲ့ရမယ် ဘယ်လဲသမီးနဲ့သမီးနာမည်ကလူစီယာတက်နော် ဟုတ်ကဲ့ရှင်ဟိုလူစီတဲ့နေရာဓာတ်ကြတတ်လို့ပါ ဟမ် ဟုတ်ပါဟိုဖေဖေကဥဒတ်ကျိုးလေအဲ့ဒါနဲ့ဟိုစာလုံးမတွေလို့ခင်မီရောဆိုပြီးလူစီယာဒန်လို့ပေးထား ဩသမီးကဟိုစင်ကာပူမှာဗာများလုပ်ခဲ့ပါလေ ဟိုအိုင်က express လေ office မှာလုပ်တာ ဩ express ဆိုတော့ special pass ပေါ့ ဟုတ်ကဲ့ဟိုဟုတ်ဘူး express ဆိုတာလေ secret payment and small salary SPASS secret payment and small salary အဲ့လိုပါရှင် secret payment and small cell special pass မို့ express ကလာတာ1800အနည်းဆုံးရပါတယ် အန်ကယ်ရဲ့ embassy ကကြားသွားပါဦးမယ်ဟုတ်ပါရဲ့ဟို I know express ဆိုတာလေလာကုန်လို့ရှိရင်ဘဏ်အကောင့်ထဲကို1800တန်းနဲ့ဝင်တာပဲ ပြီးပြီပေါ့ နောက်နေ့ကျတော့မှ boss ကို1000သွားပြန်ပေးရ ဖြစ်မှာပြရလေကွယ်ဟုတ်ပါပြီအဲ့တော့သမီးအနေနဲ့စင်ကာပူမှာအဲ့လိုလုပ်လို့နေနေမှာဘာဖြစ်လို့ဗမာပြည်ကိုပြန်လာရလဲဆိုတော့လည်းပြောပြလို့ပါကွယ် ဟဲ့ဟုတ်ကဲ့ပြောတော့မယ်နော် ညမငယ်ညာပြိတယ်မယ်ဗျာဒီစီစဉ်လေးကိုကိုညီပတ်မဝဲတဲ့စီးပွားရေးလုပ်ငန်းသူများတော့တော့ဗလူစာကုမ္ပဏီနဲ့ဆွေတော်မျိုးတော်များ private limited ဖြစ်ကြပါပြော ပြောပြမယ်နော် ပြော ပြမယ်နော်အန်ကယ် ပြော ကြွားစားရဲ့အရိန်နမာလေး American ပြည်ဟိုနောက်ပိုင်းမှာဇလန်တွင်က war crisis သူရဲ့ဝေဒနာနောက်လေနိုင်သောလူစီယာရင်ထဲမှာဒီလွဲစိတ်မအလုပ်တော့မပြုတ်ဘူးထင်နေတာခွင်ကောင်းကိုစောင့်နေသူကအသေးစိတ်မထောက်ထားမညာပဲတစ်ခေါက်မလေးနဲ့ဖြုတ်ရက်လေတာရောကြီးမရလဲနော်လေကျေးဇူးတည်ရစွာကိုထုတ်ပြင်ကရွာပြန်ခဲ့ရတာပါမရှိမခံတာဟယ်လိုပါအကဲသမီးက war crisis ဖြစ်ပြီးတော့ပြန်လာရတာကို ဟုတ်ကဲ့ ဒါနဲ့သမီးကတစ်ခါမားတယ်ဆိုဘာများမားသွားလို့လဲသမီး အန်ကယ်အဲ့ဒီကြောင့်ပြောပြမယ်နော် ပြောပါ လူစီယာလေ English ကောင်းတယ်ဆိုပေမဲ့လေဒီကိုရောက်ခါစားကြတော့ဟိုစာလုံးတွေပြောတဲ့ English ကတိတ်နားမလဲဘူး အော်သမီးက English ကိုသိနာမ ဟုတ် လဲ ကဲ့အဲ့ဒါနဲ့ဟိုလူစီယာ office မှာလုပ်တော့လေအလုပ်တွေပါပြီးတော့ boss ကိုသွားပြ boss ကရီးတဲ့လုပ် ဘယ်လိုလုပ်တာလဲဘောက boss ကလေအလုပ်တွေပြီးလို့သွားပြရင်ခံလားနဲ့မေးတယ် ဟေး ဟောလူစီယာလည်းရှက်တာနဲ့ဘာမှမပြောရဲဘူးခြာကနေလှည့်ထွက်လာဟဲအဲ့နဲ့အန်ကယ်ဟိုနောက်ကြတော့လေဟို war crisis တွေပါဖြစ်တော့တငယ်ချင်းတွေပါလေအလုပ်ပြုတ်ပြီးရွာပြန်တော့လေလူစီယာလည်းမနေနိုင်တော့ဘူးရင်းလိုက်တော့မယ်လူစီယာဆုံးဖြတ်လိုက်အဲ့နဲ့ဟိုလူစီယာအလုပ်ပြီးတော့လေ war crisis ဖြစ်တော့အလုပ်ပြီးတော့သွားပြကြတော့ boss ကလူပဲမေးပြန်အောင်ခံလားတဲ့လူစီယာလည်းဇွတ်မိတ်လိုက်တယ်ပြောလိုက်တယ်ခံတော့မယ်လို့အဲ့တော့ boss ကလေခံတော့လို့ပြောတယ်ထင်ပြီးတော့လူစီယာအလုပ်ဖြုတ်လိုက်တာ